အားလုံးပဲမင်္ဂလာပါဗျာတန်ထောင် YouTube Official Channel နဲ့ရိုက်ဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီနေ့ညမှာရှင်မြန်ကစားဖို့ရှိတဲ့ Premier League ပွဲစဉ်၄ပွဲပေါ့နော်အဲပွဲစဉ်၄ပွဲပို့ကြိုသုံးသက်ချက်ရဲ့ကျွန်တော်ရဲ့ကျန်းနေတဲ့မှုလေးတွေရွေးချယ်ပေးမှာဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်တို့ Brentford အသင်းနဲ့ Manchester United အသင်းဒီပွဲစဉ်အောင်ကျွန်တော်တို့ Manchester United အသင်းကဒီပွဲစဉ်ထက်ဆိုင်တို့ကဒီရာဒီမှာလည်းပေါ့နော်ကျွန်တော်တို့ Premier League ထက်ဆိုင်နောက်ဆုံးကြံရှိတော့တဲ့Europa League ပြိုင်ပွဲကိုပို့ပြီးတော့အောင်ဆိုင်ဖို့ရှိရတဲ့ကြောင့်ဒီပွဲစဉ်မှာဆိုရင်လည်းကစားသမားချို့ rotation လုပ်ဖို့ရှိနေမယ်ပြီးရင်အတင်းကကျွန်တော်တို့ကွင်းလက်ပိုင်းမှာဆိုရင်လည်းကိုဘီမိုင်နီတို့ Eriksen တို့ပြန်ပြီးသုံးတာမျိုး Casemiro တို့ Uva လေးတို့အနားပေးတာမျိုးတိုက်စစ်ပိုင်းမှာဆိုလည်းကနာချိုတို့Bruno Fernandes ကတော့ဆက်ပြီးတော့ပေါ်ထွက်ကစားဖို့ရှိလိမ့်မယ်ပြီးရင်တန်ရန်သက်သာလာတဲ့ Ahmed Diallo တို့ Matthias De Ligt တို့လည်းကျွန်တော်တို့အတင်းရဲ့လူစင်မှာပြန်ပြီးတော့တွေ့ရဖို့များတဲ့ပွဲစဉ်တွေပဲဖြစ်တယ်တေချာကတော့မာဇာရီရောက်ဒီပွဲစဉ်မှာသူတို့အတင်းရဲ့ကျွန်တော်ဒီပွဲစဉ်တွေရှင်မြန်ကစားဖို့အတွက်ထွက်ခွာသွားတဲ့လူစင်မှာမပါဘူးဆိုတော့မာဇာရီရောက်ဒီပွဲစဉ်မှာတေချာတော့အနားပေးထားတဲ့ဥစ္စာကိုကျွန်တော်ပြန်ပြီးတော့သိရပြီအဲ့တော့ဒီပွဲစဉ်မှာတေချာကလက်ရှိပေးထားတဲ့ပေါက်ကြေးရတဲ့ Brentford အနေနဲ့ကတော့ကျွန်တော်တို့တေချာပေါက်နိုင်မှုအတွက်ရာခိုင်နှုန်းတော်လေးများနေပြီးတော့ဖြစ်နိုင်မယ်ဆိုရင်အကဲပေါ့နော်အခက်မသိရင်2-0ဆိုတဲ့ရလဒ်မျိုး2-1ဆိုတဲ့ရလဒ်မျိုးတော့အနည်းဆုံးတော့သွားမယ့်အနေအထားလေးမှာရှိတယ်။နှစ်ကူးပြတ်လောက်တဲ့နိုင်ပွဲတစ်ပွဲလည်းကျွန်တော်ဖြစ်သွားနိုင်တဲ့အနေအထားလေးမှာရှိတယ်။ဒီပွဲကျရင်ကျွန်တော် Asian Brentford ကိုကြိုက်တယ်ပြီး United လက်ရှိတိုက်စစ်ပိုင်းဆွမ်းဆောင်တွေကတော့တွင်းကိုတွေလည်းအများကြီးမျှော်လင့်လို့မရဘူးဆိုတဲ့အနေအထားမှာတွင်းကိုတွေများများစားစားတွေ့ရမယ့်ပုံစံတစ်ပွဲမဟုတ်ဘူးလို့တော့ကျွန်တော်ထင်မိတယ်ဗျ။နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့Newcastle အသင်းနဲ့ကျွန်တော် Brighton အသင်းရဲ့အိမ်ဝင်းမှာရှင်မြန်ကစားမှာပေါ့နော်ဒီပွဲစဉ်နှစ်သင်းလုံးကသူတို့ရဲ့ဥရောပဝင်ခွင့်မျှော်လင့်ချက်ကူမှာ Newcastle ရဲ့ Champions League ဝင်ခွင့်အတွက် Brighton ကတော့အခုလက်ရှိမှာတော့ကျွန်တော်51မှတ်နဲ့ဒီအဆင့်9ကကျွန်တော် Aston Villa တို့အဆင့်6က Nottingham Forest တို့နဲ့6မှတ်ကွာဟမှုရှိနေတယ်ဒီပွဲစဉ်ကိုနိုင်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီ sorry အခုက50မှတ်နဲ့9မှတ်ကွာဟမှုရှိနေတယ်အမှတ်60နဲ့ဒီပွဲစဉ်ကိုနိုင်လိုက်မယ်ဆိုတော့သူတို့ဒီ6မှတ်ပဲကွာဟမယ်လက်ကျန်3ပွဲမှာတင်ချာနီးရဥရောပဝင်တဲ့နေရာတော့ညှို့လင်းခွင့်ရရဆိုတဲ့အနေထားမှာ Brighton လည်းတေချာပေါက်ဒီပွဲစဉ်အိမ်ပွဲမှာရက်လက်ကောင်းရအောင်အနိုင်ရရှိအောင်စူးစမ်းကစားမှာဖြစ်တယ်လို့တစ်ဖက်ကNewcastle အသင်းကလည်း Champions League ဝင်ခွင့်အတွက်သူတို့လည်းအမှတ်တွေအရေးကြီးလိုအပ်နေတဲ့အချိန်ဒီဝက်ပေးရင်လည်းကျွန်တော်ဒီ Chelsea ကိုပေါင်းနဲ့ကန်လန်းအောင်မဲ့အချိန်တွေမှာတော့ Newcastle ကလည်းအမားခံမဲ့အနေထားမှာတော့မရှိဘူးအဲ့တော့ဒီပွဲစဉ်ကနှစ်သင်းပေါင်းတွင်းကိုများများဆဆတွေ့ရမယ့်အပြန်အလှန်တိုက်စစ်နဲ့ကစားမဲ့ပွဲစဉ်တွေကိုကျွန်တော်မြင်မိတယ်အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်တွင်းကိုဂူးပေါ်ပို့ပြီးတော့ချန်နေတက်မိတယ်နှစ်သင်းနဲ့အနိုင်ရရှိမဲ့တဲ့ရွေးဆိုရင်တော့ကျွန်တော်ဒီပွဲစဉ်မှာ Newcastle နည်းနည်းလေးပို့ပြီးတော့ချန်နေတက်တယ်ဆိုပေမဲ့လည်းတွင်းကိုအများပို့ပြီးတော့အဆင်ပြေမဲ့ရွေးချယ်မှုတစ်ခုတော့ကျွန်တော်ထင်မိတယ်ဗျနောက်ထပ်ပွဲကတော့ကျွန်တော်ဒီ West Ham နဲ့ Tottenham Hotspur ဒီပွဲစဉ်နဲ့ United နဲ့ကျွန်တော်တို့ Brentford နဲ့ပွဲလို့ပဲเนาะ West Ham အင်ရှင်ဖြစ်တယ်ပြီးတော့တေရှုံးဆိုတဲ့ရက်လက်လောက်ထိ sorry တေရှုံးဆိုတဲ့ဂျေးလောက်ထိပေးထားတယ်ပြီးတော့ Tottenham Hotspur ရဲ့ Premier League ကျွန်တော်တို့ဒီကစားတဲ့ပုံစံ Premier ရက်လက်တွေကိုပြန်ပြီးကြည့်ရင်အားစရာဘာမှအများကြီးမရှိဘူးဒါပြင်လည်းတို့ဒီအဝေးကွန်းက Bodo Glimt နဲ့ကျွန်တော်ဒီ UEFA ပေါ့เนาะကျွန်တော်ဒီ Europa League နောက်တစ်ဆင့်အတွက် semi final ဒုတိယကြော့ရှင်မြန်ကစားဖို့ရှိအောင်မယ်အဲ့တော့ final တက်ချင်တယ်ဆို Bodo Glimt ရဲ့ကွင်းမှာအများကြီးအမားခံလို့မရဘူးပထမကြော့3-1နဲ့နိုင်ထားတာမှန်ပေမဲ့လည်း Bodo Glimt ကအိမ်ကွင်းမှာကြောမှုအတင်းကောင်းတစ်ခုဖြစ်တယ်လို့လာဇီယိုလည်းသူ့ကွင်းမှာပဲကျွန်တော်နှစ်ကိုပြက်နဲ့နိုင်ပွဲပေါ့နော်2-0ဆိုရင်နိုင်ပွဲတစ်ပွဲရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဆိုတော့ short လို့တော့မရတဲ့အနေထားမှာစပါးအနေနဲ့အဲ့ဒီပွဲစဉ်ပို့ပြီးအောင်ဆိုင်မယ်ထင်တယ်ကျွန်တော်လက်ရှိဝက်ဆန်အသင်းကလည်းတိုက်စစ်ပိုင်းစွမ်းဆောင်အရင်ကြီးမကောင်းဆိုရင်တော့အင်ကွင်းမှာတော့စပါးတွေကိုအနိုင်ရရှိနိုင်စွမ်းရှိတဲ့အနေထားမှာရှိတဲ့ကျွန်တော်ဝက်ဆန်ကိုကြိုက်တယ်ကိုပေါင်းနေပါဆော့ကျင်တဲ့ညီကိုဆိုရင်လည်းဝက်ဆန်ရဲ့နောက်ပိုင်းပွဲတောက်လျှောက်ပေါ့နော်ကျွန်တော်တွင်းကိုတွေပြင်းပြဆာမြင်တွေ့နေရတဲ့ထုံးစံအတိုင်းဝက်ဆန်ရဲ့sorry စပါးရဲ့ပေါ့နော်တွင်းကိုတွေကျွန်တော်ဒီစပါးရဲ့ခံစစ်ကပေးကိုတွေအများကြီးမြင်တွေ့နေရတဲ့ထုံးစံတွေဒီပွဲစဉ်မှာလည်းဝက်ဆန်နဲ့တိုက်စစ်ကလုံးဖြစ်ခဲ့ရင်တွင်းကိုတွေပြင်းပြဆာမြင်မယ့်ပုံစံတွေလို့ထင်မိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးရွေးချယ်မှုတော့ဒီပွဲစဉ်တော့ကတော့ဝက်ဆန်အသင်းရဲ့ကျွန်တော်ဒီအိမ်ဝင်းမှာဝက်ဆန်နဲ့နေတာတော့ပို့ပြီးတော့စင်ပြေမဲ့ရွေးချယ်မှုတစ်ခုလို့ကျွန်တော်ထင်မိတယ်နောက်ဆုံးပွဲကတော့ကျွန်တော်ဒီ Chelsea နဲ့ Liverpool နဲ့ဒီပွဲစဉ်ကတော့ကျွန်တော် Chelsea ကတော့သူတို့ရဲ့ Champions League မျှော်ဝင်ပေါ့နော်မျှော်မှန်းချက်တော့တိုက်ပွဲလုံးဝဝင်ရမယ့်ပွဲနိုင်အောင်နိုင်ရမယ့်ပွဲဒါပြီးလည်းကျွန်တော်ဒီ Chelsea ကနောက်တွေ့ရမယ့်ပွဲစဉ်တွေမှာကျွန်တော် Newcastle တို့ Nottingham Forest တို့လိုဥရောပအောင်မှာကျွန်တော် Champions League ဝင်ခွင့်အတွက်ပေါ့နော်6မှတ်တန်ပွဲတွေရှင်မြန်ကစားမယ့်ပွဲတွေရှိသေးတယ်။နောက်ဒီပွဲစဉ်အိမ်ဝင်းမှာ Liverpool စီကနေအနိုင်ရရှိဖို့အတွက်လိုအပ်တယ်။တစ်ဖက်က Liverpool ကျတော့ Champion ဖြစ်သွားပြီဆိုတဲ့အနေအထားမှာသူတို့မှတော့ဘာဖိအားမှမရှိတော့ဘူးဒီပွဲစဉ်သုံးသက်ပဲကျွန်တော်ဘောလုံးပြပရွှင်လာကန်ရမယ်ဆိုတဲ့အနေအထားမှာသူတို့ဒီလေ Champion ဖြစ်ထားရဲဆိုတဲ့ Champion အသင်းရဲ့ဂုဏ်ပုံနဲ့ကိုက်ညီအောင်တော့ဂုဏ်သိက္ခာပိုင်းကအကောင်းဆုံးတော့စူးစမ်းကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီပွဲစဉ်ကလည်းလီဗာပူးအနေနဲ့အရင်ကြီးတော့အားလျှော့ပြီးထိတ်ကန်မဲ့အနေထားမှာမရှိဘူးအားထိတ်ကန်မဲ့အနေထားမှာရှိလို့မြင်မိတယ်ပြီးတော့လက်ရှိလီဗာပူးရဲ့တိုက်စစ်ကသူငိုးဆွမ်းဆောင်နေရောပြီးတော့ Chelsea ရဲ့ခံစစ်ကအမားလေးတိုက်စစ်ပိုင်းကလည်းဆွမ်းဆောင်ကောင်းတချို့ကျွန်တော်ဒီပွဲစဉ်ကကျွန်တော်တို့အပြန်လည်သွင်းကိုနေမြင်ရမယ့်ပွဲစဉ်တွေနှစ်သင်းပေါင်းသွင်းကို3ဂိုးလောက်ကနေစပြီးကြည့်ရမယ့်ပွဲစဉ်တွေပို့လို့ကျွန်တော်ထင်မိတယ်ကျန်နေတဲ့အသင်ရွေးရမယ်ဆိုတော့ကျွန်တော်တို့လက်ရှိ Chelsea အသင်းရဲ့ကစားပုံနဲ့နီးပြ Maresca ရဲ့နီးစနစ်တွေအရာတော့ကျွန်တော်သိအားရမှုရှိတဲ့အတွက်ကြောင့်မို့လီဗာပူးအသင်းရဲ့ကစားတဲ့ပုံစံလီဗာပူးအသင်းရဲ့လူစင်းတည်ငြိမ်မှုပို့ပြီးတော့သဘောကျတယ်Chelsea ကတော့ဂျားရဲ့မှာလည်းသူတို့ရှင်မြန်ကစားကြတဲ့ Conference League မှာအရင်ကစားသမားတွေ3နာဖြစ်တဲ့ကြောင့်မို့ပိုပန်နဲ့ပြစ်ဒဏ်ခံရမှာမဟုတ်ဘူးလီဗာပူးကလည်းတပတ်လုံးအနားရတာဖြစ်တဲ့ကြောင့်မို့ပိုပန်နဲ့
ဒဏ်ကတော့နှစ်သိန်းလုံးခံရစရာတော့မရှိဘူးဒီပွဲစဉ်ကတော့အပြန်အလှန်တိုက်စစ်စင်တာကိုကျွန်တော်ထပ်ပြီးမြင်တွေ့ရပြီးတော့နှစ်သိန်းပေါင်း3ခုနဲ့အထက်ကိုမြင်မဲ့ပွဲစဉ်တစ်ပွဲအနိုင်ဆိုတော့ကျွန်တော်ဧည့်သည်လီဗာပူးတင်ပို့ပြီးတော့ကျန်နေတတ်မိပါဗျကဲဒါလေးတွေကတော့ဒီနေ့ညမှာရှင်မြန်ကစားမဲ့ Premier League ပွဲစဉ်၄ပွဲရဲ့ကျွန်တော်ရဲ့ပွဲချုပ်30ချက်လေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကျိုင်းနေတက်ပေးကျွန်တော်ကျိုင်းနေတက်တယ်ဘောနော်ကျွန်တော်ပွဲစဉ်လေးတွေရဲ့အသင်းလေးတွေကိုပေါင်းလေးတွေရွေးချယ်ပေးတာဖြစ်ပါတယ်အဲ့တော့ညီကိုအားလုံးလည်းအဆင်ပြေရဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးထားပါနောက်ထပ်နေ့တွေမှာလည်းဒီလိုပဲကျွန်တော်ဒီပွဲချုပ်30ချက်လေးတွေဘုံနဲ့ပတ်သက်တဲ့ကျွန်တော်သတင်းလေးတွေကျွန်တော်ဒီလိုဗီဒီယိုလေးတင်ပေးမှုမျိုးကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးညီကိုရှင် YouTube channel လေးကို subscribe လုပ်ထားပေးကြပါဒီဗီဒီယိုလေးကိုလည်း real လေးတွေလက်မလေးထောင်ပေးလို့ရပါညီကိုများရှင်ကျွန်တော်လက်မလေးထောင်သွားပေးကြပါဦးဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျညီကိုတို့ရဲ့အမြင်တွေလည်းကျွန်တော်ရဲ့ comment မှာမျှဝေ share လုပ်သွားလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ